အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်မှာတော့အင်္ဂလန်ပရီးမီးယားလိသမိုင်းမှာအရင်အမြင့်ဆုံးကစားသမား10ဦးအကြောင်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်နဲ့တူအရင်အမြင့်ဆုံးကစားသမား10ဦးကဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြအောင်နံပါတ်10ပါမာတီဆက်ကာသူကတော့အာဆင်နယ်အသင်းရဲ့စန္ဒပတ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့အရက်6ပေနဲ့6လက်မှရှိပါတယ်သူဟာ2014ခုနှစ်မှာဂျာမနီအသင်းနဲ့တူကပ္ပဖလားကိုရယူနိုင်ခဲ့ပြီးတော့အာဆင်နယ်မှာလည်း FA ဖလားကို3ချိန်တိတိရရှိခဲ့ဘူးတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်လက်ရှိမှာလည်းအာဆင်နယ်အသင်းလူငယ်အသင်းရဲ့နီးပြအဖွဲ့ဝင်တစ်ယောက်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်နံပါတ်9 Seth Knightသူကတော့ဖူဟန်အက်စတန်ဗီလာဘော်တန်တို့မှာကစားခဲ့မှုတဲ့စန္ဒပတ်ကစားသမားဖြစ်ပြီးတော့အရက်6ပေနဲ့6လက်မှရှိပါတယ်။အရက်ရှိပေမဲ့တွက်လက်လုံးနဲ့သူ့ရဲ့ defensive action တွေကြောင့်လူသိများခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်10 Brady Hangelandသူကတော့ဖူဟန်ခရစ္စတယ်ပဲလေအသင်းတွေမှာကစားခဲ့တဲ့စန္ဒပတ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူဟာလည်းအရက်6ပေနဲ့6လက်မှရှိတဲ့ကစားသမားဖြစ်ပါတယ်။ဖူဟန်အသင်းရဲ့အသင်းကောင်းဆောင်တူဖြစ်ခဲ့ပြီးတော့သူ့ရဲ့ရဲရဲတက်တက်မမထထန်ကစားတဲ့ defensive action တွေကြောင့်2000ခုနှစ်နောက်ပိုင်းတွေမှာလူသိများခဲ့တဲ့စန္ဒပတ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်9 Peter Crouchသူကတော့လီဗာပူးတော်တင်ဟန်စတုတ်စီးတီးအသင်းတွေမှာကစားခဲ့တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်ပြီးတော့အရက်6ပေနဲ့6လက်မှအမြင့်ရှိတဲ့ကစားသမားဖြစ်ပါတယ်။ပရီးမီးယားလိမှာ900ကျော်သွင်းယူခဲ့ပြီးတော့သူ့ရဲ့ခြေတံရှိနဲ့အဝေးကန်ချက်တွေတည်တက်လာတဲ့ခေါင်းတိုက်ဂိုးတွေကြောင့်လီဗာပူးမှာဖာနန်ဒိုတော်ရက်စ်တို့လိုပဲခြေသွမ်းပြအောင်မြင်မှုတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်6 Stefan Meyerhoferသူကတော့ဝူဘန်အသင်းရဲ့စထရိုက်ကာတစ်ယောက်ဖြစ်ခဲ့ပြီးတော့အရက်6ပေနဲ့9လက်မှအမြင့်ရှိပါတယ်။သူ့ရဲ့အရက်မောင်းကြောင့် area jewel တွေမှာအသာရရဲ့ကစားသမားဖြစ်ပေမဲ့ပရီးမီးယားလိမှာကစားချိန်အလွန်နှဲပါခဲ့တဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်5 Dan Burnသူကတော့ဖူဟန်ဘရိုက်တန်အသင်းတို့မှာကစားခဲ့ပြီးတော့လက်ရှိနယူကာဆယ်အသင်းမှာအရေးပါတဲ့စန္ဒပတ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အရက်6ပေနဲ့9လက်မှအမြင့်ရှိပါတယ်။2022ခုနှစ်မှာနယူကာဆယ်ကိုပြောင်းရွှေ့လာပြီးတော့အသင်းကိုထိပ်တန်းစစ်ပြန်ရောက်လာအောင်ချန်ပီယံလိဝင်ခွင့်ရဖို့ကြိုးစားနေတဲ့နေရာမှာအဓိကကျတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပတ်သက်နေတဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်4 Fraser Forsterသူကတော့ Southampton Tottenham Hotspur အသင်းရဲ့ဂိုးသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့အရက်6ပေနဲ့9လက်မှတိတိအမြင့်ရှိပါတယ်။သူ့နာမည်ပြောင်ဖြစ် The Great Wall လို့ခေါ်ကြပြီးတော့ Southampton အသင်းမှာလည်းစံချိန်ကောင်းတွေရရှိခဲ့တဲ့ဂိုးသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။နံပါတ်3 Nicolas Zigetသူကတော့ Birmingham City အသင်းရဲ့အဓိကအရေးပါတဲ့ striker တစ်ယောက်ဖြစ်ခဲ့ပြီးတော့အရက်6ပေနဲ့8လက်မှတိတိအမြင့်ရှိပါတယ်။2011ခုနှစ်လီဖလားပြိုင်ပွဲမှာအာဆင်နယ်အသင်းကိုအနိုင်ရခဲ့တဲ့ Birmingham City အသင်းမှာအဓိကတိုက်စစ်မှုအဖြစ်ခြေစွမ်းပြခဲ့တဲ့ကစားသမားပေါ့ဗျာ။နံပါတ်2 Lassina Traoréသူကတော့ Everton အသင်းကိုအငှားနဲ့လာရောက်ကစားမှုတဲ့ striker တစ်ယောက်ဖြစ်ပြီးတော့အရက်6ပေနဲ့8လက်မှအမြင့်ရှိပါတယ်။ Ivory Coast လူမျိုးဖြစ်ပြီး2014ခုနှစ်မှာ Everton တို့ရောက်ရှိခဲ့တော့လေဒဏ်ရာပြဿနာများကြောင့် Premier League မှာကစားခွင့်အနည်းငယ်ပဲရခဲ့တဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်1 Costa Pantilimonသူကတော့ Manchester City အသင်း Sunderland Watford အသင်းတွေမှာကစားခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပြီးတော့အရက်6ပေနဲ့8လက်မှအမြင့်ရှိပါတယ်။ပရီးမီးယားလိမှာအရက်ရှည်ဆုံးဂိုးသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့2010-2020ကာလအတွင်းဆယ်စုနှစ်တာဖြတ်တန်းခဲ့တဲ့ဝါရင်ဂိုးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ကဲဒါကတော့ကျွန်တော်တို့ရှာဖွေတွေ့ရှိသလောက်ပရီးမီးယားလိသမိုင်းမှာအရက်အမြင့်ဆုံးကစားသမား10ဦးကိုဖော်ပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေတို့ရောဒီထဲမှာပါဝင်တဲ့ဘယ်ကစားသမားတွေကိုသဘောကျလဲဆိုတာ comment မှာရေးသွားခဲ့ပါဦး။နောက်လာမယ့်ပတ်ဒီမှာလည်းအကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ဖော်ပြပေးသွားပါအောင်မယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ Transporter Channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခြင်းဖြင့်ကူညီအားပေးလို့ရပါတယ်